တရားလုံးအောင်လို့မယ်နော်တာမန်ဒါနတွေတီလာတွေဦးဇင်းတို့လှုပ်ခဲ့ပြီးလှုပ်လို့လဲလူပြည်နတ်ပြည်တွေရောက်ခဲ့ပြီးတာမန်လေးဦးဇင်းတို့တမထတွေလည်းရှုပြီးတော့ဇန်တွေစိုက်ပြီးတော့ဗြဟ္မဘုံလည်းရောက်ပြီးဦးဇင်းတို့တွေကဘာကြီးပြက်ပြီးဆိုရင်လေကဘာကြီးပြက်ပြီးဆိုဦးဇင်းတို့ကဘာကြီးပြက်စေချမ်းလားကဘာပြက်တာရှိတယ်နော်ကဘာပြက်ပြီးဆိုရင်ဒီကမကြီးတို့လူတွေကအကုန်လုံးဟိုးဒီဦးဇင်းတို့ရူပဘုံထိရောက်ပထမဇန်ဘုံတွေပထမဇန်အောက်ဘုံတွေပြက်နေဟိုအထက်ဘုံတွေတောင်ရောက်သေးတာပြောချင်တာဦးဇင်းတို့ကအော်တိုဇန်ရတာတွေရှိခဲ့ဘူးတဲ့နားလဲလားဦးဇင်းပြောတာကဘာကြီးပြက်ပြီးဆိုရင်ဒီနတ်ပြည်6ထပ်အကုန်ပြက်ပြီးလောင်လူပြည်နတ်ပြည်6ထပ်အကုန်ပြောင်းအဲ့ဒီကကြရင်ဦးဇင်းတို့ဗြဟ္မဘုံရောက်ရသေးတာအဲ့ဒီကကြရင်ဇန်သမဇန်တွေဝင်စားတာတရားတွေအားထုတ်ရင်နဲ့အာနာပါနတွေရှုတယ်ကတိုင်းတွေရှုရင်နဲ့ဇန်တွေဆိုင်ပြီးဇန်တွေဝင်စားသွားပြီးတော့ဗြဟ္မဘုံပြောင်းသွားရတာအလိုလိုနားလဲလားအဲ့လိုဆိုဦးဇင်းတို့ကဒီ30ဘုံမှာဗြဟ္မဘုံနဲ့ရောက်ဘူးတယ်နတ်ပြည်လည်းခဏခဏပဲလူပြည်လည်းခဏခဏပဲအပယ်လေးဘုံကတော့အမြဲနေအိမ်ကြီးယိုးနေပြီငရဲဖြစ်လိုက်တလိษံဖြစ်လိုက်ပိတ်တာဖြစ်လိုက်အတူတကယ်ဖြစ်လိုက်တလိษံမှာလည်းခွေးဖြစ်လိုက်နွားဖြစ်လိုက်ကြက်ဖြစ်လိုက်ဝက်ဖြစ်လိုက်ငှက်ဖြစ်လိုက်နဲ့မစုံဘူးလားစုံနေပြီဒီကမကြီးတို့ဘာလုပ်တော့မယ်တခါကြီးတို့ဘာလုပ်တော့မလဲတခုပဲစဉ်းစားတော့ငါတို့တွေရနိဗ္ဗာန်ကိုမရောက်ရင်အိုနာတိဒုက္ခပြီးမလွတ်တော့ဘူးတို့တွေမအိုချင်တော့ဘူးမနာချင်တော့ဘူးမသေးချင်တော့ဘူးအခုလိုစိုးသွမ်းတဲ့ခေတ်ကာလကြီးဟုတ်တယ်မလားဒုက္ခတွေမရောက်ဘူးလားတခါကြီးမကြီးတို့10 မီလီယံတွေတောက်တယ်ကိုယ်နိုင်ငံကြီးမှာဟုတ်တယ်မလားတခါတဲ့လူသားတွေဒုက္ခတွေရောက်နေတယ်ဒီလိုဒုက္ခတွေမလို့ရှင်ဘာလို့ရောက်မလဲဒါပဲသီလသမာဓိပညာအကျင့်ကိုကျင့်ရင်မိမိတို့အတွက်လမ်းရှိတယ်ဟုတ်တယ်မလားဒါပဲဦးဇင်းတို့ကျင့်ရမှာတလမ်းပဲရှိတယ်ဘယ်သူမှလက်ညှိုးထိုးပြီးတော့နှစ်ကြောင်မလုံးနဲ့ဟုတ်လားကိုကြောင်ဘယ်သူကြောင်လဲကိုအကြောင်းမကောင်းခဲ့လို့အကျိုးမကောင်းတာရှင်းလားသဘောပါလားဒါကြောင့်ဦးဇင်းတို့အကြောင်းကောင်းဦးဇင်းတို့ဒီဘဝမှာကောင်းကောင်းကျင့်လိုက်မယ်ဟုတ်တယ်မလားကောင်းကောင်းသီလကိုဖြည့်စင်သွားဖြည့်ခြင်းမယ်အားလုံးပေါ်မေတ္တာထားမယ်ဟုတ်တယ်မလားဘုရားဟောတဲ့သမထဝိပဿနာတရားတွေစူးစမ်းအားထုတ်မယ်အဲ့လိုဆိုရင်ဒီဘဝမှာသောတာပန်တည်သွားရင်အပယ်မပိတ်သွားဘူးလားပြီးသွားပြီဘဝငြိမ်းချမ်းသွားပြီဟုတ်တယ်မလားသောတာပန်ဒီဘဝမပြီးသေးဘူးဆိုရင်လည်းကဲနတ်ပြည်ကနေတဆင့်သောတာပန်တဂရကံအနာဂံယန္တာမဖြစ်နိုင်ဘူးလားဒီဘဝစူးစမ်းမှတော်ရကြတော့မယ်လို့ဦးဇင်းတတိပေးခြင်းတယ်နားလည်လားသဘောပေါက်လားအဲ့ဒါတကမယူငိမ့်ချမ်းစွာနေရတော့မှာဟုတ်လားဒီတိုင်းရွာလေးမှာနေလိုက်ဘာလို့ကြလဲရွာမှာဘာလို့လဲစဘာဆိုင်လားလောဘချစ်တာဒီမှာလည်းလောဘကြီးရှိဦးစင်မကြိုက်ဘူးလောဘတွေခုတ်လိုက်လို့ပြီးဒီတိုင်းပဲကို့အဖိုးအဖွားတွေလည်းအဲ့လိုလဲလှုပ်လိုက်ဟုတ်လားဒီလိုပဲရွာမှာကုသိုလ်လေးနည်းနည်းလှုပ်လိုက်ဒီလိုလေးနေလိုက်နဲ့ခေါင်းဖြူသွားတယ်ဟုတ်လားအိုလဲနောက်ဆုံးနာတယ်နောက်ဆုံးသေကုန်ပါဒါပဲအိုကြနာကြသေကြတယ်ဒီတိုင်းပဲကိုအဖိုးအဖွားတွေဒီတိုင်းကိုလည်းအခုတဖြည်းဖြည်းအိုလာပြီတခါကြီးခေါင်းဖြူသွားပြီဥဖာဝါဟုတ်တယ်မလားဒါဥစဉ်တို့ရဲ့ဓမ္မတာပဲနော်ဒါကိုဥစဉ်တို့ဒေါသဖြစ်နေဖို့လည်းမလိုမကျင်တတ်ဖြစ်ဖို့လည်းမလိုလက်ခံနိုင်ရဒီခန္ဓာရဲ့သဘောကအိုတဲ့သဘောနာတဲ့သဘောသေတဲ့သဘောရှိဒီအာတုဝခန္ဓာအင်းကြီးဘာမှသုံးလို့မရအောင်ဒီခန္ဓာတွေကအနှစ်ရှာရင်ဦးဇင်းတို့ကသီလသမာဓိပညာတွေရအောင်ထုတ်ယူရမယ်ခန္ဓာတွေကအနှစ်ရှာရမယ်ဟုတ်လားခန္ဓာတွေကဘာတွေရှာရမလဲသီလသမာဓိပညာအနှစ်တွေနိဗ္ဗာန်ရောက်ကြောင်းအနှစ်တွေရှာရပစ္စည်းဥစ္စာတွေကအနှစ်ရှာရင်ဒါနကိုထုတ်လာအခုတကမကြီးတို့ကျောင်းမှာတန်ဃာတော်တွေဆွမ်းလက်ကတာအဲ့ဒါပစ္စည်းဥစ္စာတွေကနေအနှစ်ထုတ်လိုက်တာဒါနဆိုတဲ့ပါရမီယတနာရသွားတာနားလည်လားအခုဆရာတော်သီလတွေပေးလိုက်တယ်သီလကိုကောင်းကောင်းဖြည့်ခြင်းရင်ခန္ဓာတွေကနေသီလဆိုတဲ့အနှစ်ကိုထုတ်ယူလိုက်တာအခုဗုဒ္ဓဂုဏ်တော်ပွားနည်းတစ်ခုထပ်သင်လေးအောင်မယ်ဟုတ်တယ်မလားဗုဒ္ဓဂုဏ်တော်ပွားရမယ်နော်ဗုဒ္ဓဂုဏ်တော်ပွားရင်သိကောင်းတာတခါကြီးတို့မှကြီးတို့ကြားလားဒီလိုပူလောင်နေတဲ့လောကကြီးမှာလေဘုရားရဲ့ဂုဏ်တော်ပွားရင်စိတ်ချမ်းသာတာတအားပျော်ဖို့ကောင်းတာကြားလားဟိုဘာပစ္စည်းဥစ္စာပေါ်များတာဒီဟိုဘာတွေအရေးမကြီးဘူးအထီးကစိတ်ချမ်းသာတာဘာလဲဗျာဘုရားဂုဏ်တော်ပွားရင်စိတ်ချမ်းသာတယ်နားလည်လားဘာကြောင့်စိတ်ချမ်းသာလဲဆိုတော့ဗုဒ္ဓကိလေသာမရှိတော့ဘာမရှိကိလေသာတွေဝေးကွာနေတဲ့ရှင်တော်ဗုဒ္ဓရဲ့ဂုဏ်တော်ကိုပွားနေတဲ့လူမှာကိုယ်မှလည်းဓာတ်တွေကူးရင်းနဲ့စိတ်တွေအေးမြလာလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်တာမစ္စရိယမီးတွေငြိမ်လို့စိတ်မှာအေးချမ်းလာတာနားလည်လားဦးဇင်းပြောလားသဘောပေါက်လားအဲ့ဒါကြောင့်ဘာဂုဏ်တော်ပွားရမလဲဘုရားဂုဏ်တော်ပွားပြီးငြိမ်းချမ်းစွာနေရမယ်ဘဝမှာကြားလားဂုဏ်တော်ပွားရင်ဟိုးနိဗ္ဗာန်တိမျက်မှောက်ပြုနိုင်တယ်လို့အင်္ဂုတ္တပါဠိတော်ကြီးမှာဟောထားတာဗုဒ္ဓကဒါကြောင့်ဒီနေ့ဘုရားဂုဏ်တော်ပွားဖို့ဦးဇင်းတိုက်တွန်းနေနော်ဒါနလောက်လေးနဲ့မပြောနဲ့တော့ကြားလားသ
တီလာဖြူစင်သွားဖြည့်ခြင်းပြီးအားလုံးပေါ်မေတ္တာထားပြီးဘာဂုဏ်တော်ပွားမလဲဖရာဂုဏ်တော်ပွားမယ်နော်ဖရာဂုဏ်တော်ဘာလို့ကြမလဲပွားမယ်ဂုဏ်တော်ဘယ်နှပါးရှိလဲဆိုကြည့်ပါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓဘဂဝါအဲ့ဒါဂုဏ်တော်ကိုးပါးလုံးနေ့စဉ်ရွတ်ပြီးတော့ပွားနေလဲရတယ်နော်တခါကြီးစိတ်ချမ်းသာတယ်ဘုရားဂုဏ်တော်ပွားရင်နော်တိတ်ကောင်းလားဘီအန်တွေလည်းကင်းတယ်ဒါကင်းတာဒါကတော့ဒီအကျိုးတွေကိုဦးဇင်းတို့ကမလိုချင်တော့လဲရလာမှာဘုရားဂုဏ်တော်ပွားရင်နော်နတ်တွေချစ်တယ်နတ်တွေစောက်ရှောက်တယ်လတ်လာပါးတွေပေါ်လဲပြီးရင်ဘီအန်တွေကင်းတယ်ဒါတွေကသူ့အလိုလိုရောက်လာတာအဲ့ဒါတွေကတောင်းတစရာမလိုအဓိကဘုရားဂုဏ်တော်ပွားလိုက်ရင်ချက်ချင်းလက်ငင်းကဘာလဲဆိုတော့စိတ်ချမ်းသာဘာဖြစ်လဲကိလေသာဝေးတော်မူတဲ့မြတ်စွာဘုရားရဲ့ဂုဏ်အာရဟံတစ်လုံးပဲပွားကြည့်လိုက်ဆိုအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကြည်စံတခါကြီးတို့မိုက်လို့ဘုရားကုံတော်လေးပွားလိုက်တာနဲ့ကိုယ့်ရင်ထဲမှာအေးချမ်းသွားတာဟုတ်တယ်မလားလောဘတွေဖြစ်နေတယ်ဘုဆိုမကျင့်တတ်ဘူးဘဒုကိုမကျင့်တတ်ဘူးဖြစ်နေချက်ချင်းပွားလိုက်ချက်ချင်းအေးချမ်းသွားတာဗုဒ္ဓရဲ့ကုံတော်ချက်ချင်းကိုတန်တိဋ္ဌိကိုမျက်မှောက်ကိုအကျိုးပေးတာဟုတ်ပြီလားနော်တေချာပွားကြည့်နော်ကြားလာတယ်မိုက်လို့အဲ့မှာတခါကြီးလေရင်မူးပေါ့လေလက်ထောက်လေရင်မူးတယောက်ရှိတယ်သူ့နာမည်ဥကျော်မြင့်လို့ခေါ်ဘယ်သူလဲသူကအသက်20အရွယ်ကစပြီးတော့မိဘတွေဆရာသမားတွေသင်ပေးတဲ့ဖခင်ကုံတော်သူပွားလာတာကြားလားဒါကြောင့်သူ့ဘဝမှာအယံစိတ်ချမ်းသာရတယ်အလောက်ကင်တွေလည်းအစဉ်ပြေတယ်ယာဓုတွေလည်းသူတက်လာတာဘာကုံတော်ပွားတယ်ဖခင်ကုံတော်ပွားတာနော်ဖခင်ကုံတော်ပွားပတိစိတ်တယ်သူကဂုံတော်နဲ့ပတိစိတ်တယ်ဟုတ်ပြီလားဒါကြောင့်တို့မိုင်းတို့ပတိလည်းစိတ်လို့ရပါတယ်နော်ဒါတချို့အထေရဝါဒမှာပတိမရှိဘူးဆိုလိုက်អော်နေလိုက်အော်ကြိုက်တယ်လို့အော်အဓိကကုသိုလ်ဖြစ်ပြီးစိတ်ချမ်းသာဖို့အရေးကြီးတယ်နားလည်လားပတိကတော့ဟုတ်တယ်ထေရဝါဒမှာပတိတော့မရှိဘူးစာပေမှာမပါဘူးဒါပေမဲ့ပတိရဲ့သဘောကဗုဒ္ဓရဲ့တရားတော်တွေကဒီအကျင့်ကိုကျင့်လိုက်လို့လောဘဒေါသမောဟကင်းဝေးတယ်ဆိုရင်အဲ့ဒီအကျင့်ကအမှန်ပဲဒါကြောင့်ပတိစိတ်လို့စိတ်အေးချမ်းတယ်လောဘဒေါသကင်းဝေးအဲ့ဒါအမှန်ပဲပတိစာပေမှာမရှိဘူးဆိုပြီးတော့တယူမတန်ရဘူးတခါကြီးတို့မှာကြားလားဒါထေရဝါဒမဟုတ်ဘူးအဲ့လိုမကဲ့ရအောင်မဆုတ်ချရအောင်ကြားလားပတိကိုအဓိကမဟုတ်အဓိကဂုံတော်ပွားရင်းနဲ့ပတိကရေတွက်တဲ့သဘောမှတ်သားတာဟုတ်ပြီလားစိတ်ငြိမ်အောင်ကင်လိုက်တာတမာရီမရှိတဲ့လူတွေအတွက်ပတိလေးကိုကင်ပြီးတော့စိတ်တာဒါကိုအပြစ်မတင်ရအောင်ဒါပေမဲ့လူအထင်ကြီးအောင်ပတိလေပင်မှာဆွဲပြီးတော့ဘာမှဗဇက်ကဟိုပေါက်ကရလိုက်ပြောဖျားကုန်တော့မဖော်အဲ့ဒါမျိုးကြတော့ကဲ့ရတဲ့ရှုတ်ချတဲ့ဘာပြောလို့မကောင်းဘူးကိုကဲ့ရအောင်ဟုတ်တယ်မလားပတိလေမှာဆိုသူများအတင်လိုက်ပြောနေတော့အဆင်မပြေဘူးဟုတ်တယ်မလားအဓိကကတော့ဂုံတော်ပွားဖို့ပါနော်ပတိပါလဲရတယ်မပါလဲရပါတယ်ဟုတ်ပြီနော်အဲ့လိုဘုရားကုံတော်ပွားရအောင်တေးချပွားနော်ပွားလိုက်ရင်ကိုယ့်ရင်ထဲမှာအေးချမ်းဒီတခါကြီးဥကျော်မြင့်ဆိုရင်သူ့ရဲ့အစဉ်ပြေတယ်သူဂုံတော်ပွားတော့စိတ်ချမ်းသာတယ်ပြီးရင်သူကသူ့အမေမုတ်ဆိုးမှရှိတယ်သူ့အမေကိုလည်းသူနေ့စဉ်ရှစ်ခိုးပြီးတော့အိတ်တယ်မိဘကိုလည်းမလေးစားဘူးလားလေးစားလားလေးစားဒါကြောင့်သားသမီးတွေတခါတော့မလေးတွေကြားလားအဖေအမေတွေကိုဂရုစိုက်ရမယ်မိဘကိုပြုစုလုပ်ကြွေးတယ်ဒါမင်္ဂလာမရှိဘူးလားရှိတယ်မိဘကိုရှစ်ခိုးပြီးအိတ်ရတယ်သားသမီးတွေဆိုဟုတ်ပြီလားအဲ့ဒါကျေးဇူးမိဘဆိုတာကျေးဇူးရှင်ဒါကြောင့်ယနေ့ခေတ်သားသမီးတွေမိဘကျေးဇူးမမေ့ရဘူးဟုတ်လားအဖေအမေရဲ့ဂုဏ်ကျေးဇူးကိုနားလေသဘောပေါက်ပြီးမိခင်ပါခင်တေးချဖို့ရှ िख ိုးဥချပြီးအဲ့ရဥကြော်မြတ်အဲ့သူ့အမေကိုသူရှ िख ိုးပြီးအဲ့ဘုရားဂုဏ်တော်လဲပွားတယ်ဒါကြောင့်သူကအစဉ်ပြေတယ်သူ့ဘဝကြီးအေးချမ်းတယ်ယာဓုတွေဆိုတော့တဖြည်းဖြည်းသူတိုးတက်လာတာတနေ့တော့ခံပါပေါ့လေပြောချင်တာလူရင်အချုပ်လေးနော်ပြောချင်တာဘုရားဂုဏ်တော်ပွားတဲ့အတွက်သူ့မှာ BN တွေကင်းပုံလေးကိုဦးဇင်းကပြောချင်တာနော်အဲ့ဒီတနေ့မှာသူတို့ဒီရန်ကုန်လေဆိပ်ကနေပြီးတော့သူတို့မန္တလေးကိုမောင်းရတယ်ပေါ့နော်မန္တလေးလေရင်ထွက်တယ်အဲ့ဝါကောင်လာပေါ့အချိန်လေးကဝါကောင်လာတယ်အဲ့ဒီမှာလေရင်မှုပေါ့သူကတော့လေရင်မမောင်းရပါဘူးလက်ထောက်ဆိုတော့လေမမောင်းမဲနဲ့သူကကြံတဲ့အလုပ်တွေဝိုင်းလုပ်ပေးတယ်အလေရင်တက်သွားတာလေရင်မောင်းသွားမန္တလေးဘက်ကိုမောင်းသွားလေရင်2 နာရီလောက်ကြာတယ်ကောင်းကင်ပေါ်မှာ
မောင်းရင်းနဲ့ရာသီဥတုသိမ့်မကောင်းအဆက်အသွယ်တွေမှာပြတ်နေတာအဲ့မှာဟိုကအဆက်အသွယ်ပေးတယ်လေရင်ဆင်းလို့ရတော့မယ်ပေါ့အချိန်က2နိုင်လောက်ရှိနေပြီဆိုပြီးတော့ပြောလေရင်ကဟိုရှမ်းပြည်ပဲရောက်နေတာမန္တလေးကြော်သွားတာနော်မှောင်မဲတော့ကောင်းကင်ကြီးကလေထုတွေဘာမှမမြင်ရတော့တိမ်တိုက်တယ်အဲ့မှာဟိုကဆင်းဖို့ဆိုတော့လေရင်လမ်းကြောင်းကပြောင်းနေတာမတိလိုက်ဘူးလေရင်မှုကအဲ့ဒါမန္တလေးလေစိတ်ကိုဆင်းဖို့ဆိုတော့ဟိုပီမြင့်ပေ9000ကျော်ကနေဆင်းလာတာနောက်ဆုံးအဲ့ဒီမှာ9000ကျော်လောက်မှာပင်းတရတောင်ကြီးကိုတော့ဝင်တိုက်တာရှမ်းပြည်မှာပင်းတရတောင်ဟုတ်လားတော့ဟိတိုက်တာလေရင်ကတခါနဲ့လေထွက်ပြီးတော့တကားကြီးအကုန်ပြုတ်ထွက်လာတကားပေါင်းမှာထိုင်နေလေရင်မှုအဲ့ဟိုနာတွေကဥကြော်မြေလွင့်ထွက်သွားတာအဲ့ပင်းတရတောင်လေးကြီးတောင်ပိုင်းလေးမှာသွားကြတာသူတို့အဲ့မှာလူတွေတဲ့တချို့12ယောက်လောက်ပြုတ်ကြတာအဲ့ဟိုကြံတဲ့ဟိုဒီလေရင်ဥကောင်းပိုင်းမှာလေရင်မှုတွေလက်ထောက်အဲ့ဒီမှာလေရင်မှုတွေဝန်တန်းနေကြံတဲ့ခရီးတွေအကုန်လုံးမီးလောင်အကုန်လုံးအလောင်းတွေပြောက်သွား yes အဲ့ဒီဥကြော်မြေကမြေကြီးအောက်ရောက်သွားတာသူကန်ကောင်းတာလေရင်စီတွေတဲ့သူ့ပေါ်မကြလာဘူးဘာမှမဖြစ်ဘူး तू ထတာ तू ကြည့်လိုက်တာလေရင်ရောက်ဟိုမှာအကုန်လုံးလေရင်မှုတွေမီးလောင်ပြီးအကုန်သေကုန်ပြီ तू မသေဘူး तू ကပါလေရင်တက်တွေကနဲ့ဂုံတော်ပွားနေတာဘာပွားနေတာအဲ့မှာခရီးသည်တွေတဲ့10ယောက်လောက်တော့လွတ်တယ်အဲ့မှာပြုတ်ကြသွားလူတွေမသိဘူးဒါပေမဲ့ကြိုးကမ်းပြီးတော့အကုန်လုံးဂိလာနာတွေအကုန်ဖြစ်ကုန်သူတယောက်ပဲဘာမှဖြစ်တာမထူးဆန်းဘူးလားအဲ့ဒါဖရာကုံတော်ပွားတာဘာကုံတော်ပွားလို့လဲဗုဒ္ဓရဲ့ကုံတော်တွေပွားတာတိတ်ပြီးတော့အားရစရာကောင်းဒီအကျိုးတွေကိုမျောစရာလည်းမလိုပါဘူးเนาะပြောချင်တာတော့ကုံတော်အခုပွားအခုစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာလားပွားကြည့်လိုက်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကဲပူဇော်ကြည့်ပါအောင်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားတေချာပွားတော်တက္ကမကြီးတို့တိတ်ကောင်းတယ်ဗုဒ္ဓရဲ့ဂုဏ်တော်နဲ့နေကြည့်ဘဝမှာစိတ်အေးချမ်းသွားလိမ့်မယ်ချက်ချင်းကိုကဒေါသဖြစ်ရင်လည်းအာရဟံဂုဏ်တော်တေချာပွားလိုက်လောဘတွေတအားဖြစ်လာပြီးမလို့လောဘတွေတအားကြီးလာပြီးဆိုပွားလိုက်ပါနော်မာနတွေထောင်လာပြီးပွားလိုက်ပါအိတ်သားမစ္စရိယတွေဖြစ်လာပြီးဖယားဂုဏ်တော်တေးတေးချာချာကိုပွားလိုက်ပါချက်ချင်းကိုအေးချမ်းသွားမယ်တက္ကကြီးတို့မကြီးတို့ဟုတ်ပြီလားတိတ်ကောင်းတယ်ဗုဒ္ဓရဲ့ဂုဏ်တော်ချက်ချင်းကိုအကျိုးပေးတာအဓိကလူတွေဆင်းရဲနေတာပစ္စည်းဥစ္စာမရှိလို့လည်းမဟုတ်ဘူးတခါကြီးတို့မကြီးကြာလားယာရုအာနာတွေမရှိလို့လည်းမဟုတ်ပါဘူးကိလေသာတွေကြောင့်ဘာကြောင့်လဲကိလေသာတွေနှိပ်စက်နေလို့မိမိတို့တွေဆင်းရဲနေတယ်ဆိုတာသဘောပေါက်လိုက်ပါသူများကြောင့်မဟုတ်ပါဘူးကိုကြောင့်ဘာလဲကိုမွေးခဲ့တဲ့ကိလေသာမီးတွေကိုနှလုံးသားမှာလောင်ကျွမ်းနေလို့ကိုဆင်းရဲနေတာပါဟုတ်ပြီလားဒါကြောင့်မိမိတို့ချမ်းသာတဲ့ဘဝပိုင်ရှင်ဖြစ်ခြင်းတီလာဖြူစင်သွားဖြစ်ခြင်းပါအားလုံးပေါ်မေတ္တာထားပါဖယားကုံတော်ကိုတေးသေးချာချာကိုပွားကြည့်ပါဘယ်သူမှကိုဒုက္ခပေးလို့မရအောင်သူတို့ဘာတွေကိုကြိုက်တဲ့လောက်ကြိတ်ရလို့ရတယ်ရှုတ်ချအပြစ်တင်ကိုမကောင်းကြောင်းကြိုက်တဲ့လောက်ပြောကိုရင်ထဲမှာကိလေသာတွေငြိမ့်နေပြီကိလေသာတွေဝေးနေပြီဆိုရင်စိတ်ဆင်းရဲမှုမဖြစ်တော့ဒေါသတွေမဖြစ်တော့ဟုတ်ရဲ့လားတေးချာကုံတော်ပွားလိုက်ပါဒါကြောင့်အပြင်ကကိုကိုမုန်းတီးနေတဲ့ပုံကိုယ်တွေဟာကိုနော်အမျိုးမျိုးကိုယ်ကုံသိက္ခာကြအောင်ပြောကြမယ်ဆိုကြမယ်ကြိတ်ရကြမယ်ရှုတ်ချကြမယ်ဝါဒတွေဖြန့်ကြမယ်ကိုရင်ထဲမှာကိလေသာတွေဝေးနေဘာမှမဖြစ်တော့အေးချမ်းနေရောဟုတ်တယ်မလား